မင်္ဂလာပါသသားမူမီတို့ရေစိုက်ပျိုးထားတဲ့ပန်းလေးတွေထက်ပုံမြင်လေးတွေကပိုပြီးလှပနေတယ်ကျွန်တော်တို့ရဲ့ပုံမြင်ဥယျာဉ်လေးကနေကြိုးစုံလိုက်ပါတယ် ဟိုးရှိတုံးကပေါ့ကွယ်ဒီနေ့မှာတော့ခဏမလေးဟာမြေကမ်းတစ်ပိတ်မှာအစာရှာပွင့်ထမင်းစုပ်လေးတစ်စုပ်ကိုမတော်တဆတွေ့ရှိခဲ့တာပေါ့ပျော်စရာကြီးငါထမင်းစုပ်လေးရပြီလို့သူကဝမ်းသာအားရအော်ဟစ်နေတော့မှပဲမြောက်တစ်ကောင်ရောက်လာခဲ့ပါတယ်အဲဒီမြောက်ကလည်းအစာရှာနေတာပဲဒါပေမဲ့သူရှာတွေ့ထားတာကတော့ဇီတိစီလေးတစ်စီလေးရဲ့ပါမြောက်ဟာဘိုင်လဲစာခဏမလေးရဲ့ထမင်းစုပ်ကိုလည်းမနာလို့ဖြစ်နေတာပေါ့နေကောင်းလားခဏမလေးနေကောင်းရဲ့လားမင်းရဲ့ထမင်းစုပ်ကိုငါရဲ့ဇီးသီးစိတ်လေးနဲ့လဲမလားအဲ့ဒီထမင်းစုပ်ကစားလိုက်ရင်ကုန်သွားမှာပဲလေဒါပေမဲ့ဒီဇီးသီးစိတ်လေးကိုသာစိုက်ပြိုးလိုက်မယ်ဆိုရင်နောက်ပိုင်းမှာမင်းစိတ်ကြဇီးသီးတွေကိုစားရမှာနော်မြောက်ကဖျောင်းဖျောင်းပြောဆိုလိုက်ပါတယ်ဟုတ်သားပဲကောင်းပြီလေဒါဆိုလဲကြတာပေါ့လို့ခဏမလေးကသဘောတူလိုက်တာနဲ့မြောက်လေးကထမင်းစုပ်ကိုလမ်းယူပြီးအငမ်းမရဝါမျိုးလိုက်ပါတော့တယ်ခဏမလေးအိမ်ပြန်ရောက်တဲ့အခါပထမဆုံးလုပ်တဲ့အလုပ်ကတော့အိမ်ရှိဥယျာဉ်ထဲမှာဇီးသီးစိတ်ကိုစိုက်လိုက်တာပါပဲသူကရေတောင်းရင်းနဲ့တချင်းလေးတွေစိုးနေခဲ့ပါတယ်အစေလေးမြန်အပင်ထွက်ဆန်းအသီးတွေမြန်သီးဆန်းမဟုတ်ရင်တော့မင်းရဲ့ပင်ကိုစီကိုငါကတ်ကြီးနဲ့ညက်ပြစ်မှာနော်တဲ့အညက်ခံရမှကြောက်တဲ့အစေလေးဟာလည်းချက်ချင်းပဲအပင်လေးသထွက်လာခဲ့ပါတယ်အပင်လေးမြန်ကြီးစံမဟုတ်ရင်တော့မင်းကကတ်ကြီးနဲ့ညက်ပြစ်မှာနော်အပင်လေးဟာတကယ်ပဲအံ့ဩစရာကောင်းတော့အောင်မြန်ကြီးထွားလာပြီးတစ်ပင်အငယ်သားလေးဖြစ်လာခဲ့ပါတယ်။နောက်ရက်တွေမှာလည်းကနန်းမလေးဟာရေလောင်းရင်တချင်းတွေဆိုပေးခဲ့လို့ဇီးသီးပင်ကြီးဟာအပင်ကြီးတစ်ပင်ဖြစ်လာပါပြီ။တစ်ရက်တွေတော့ဝေစားလာခဲ့ပါတယ်။နောက်ဆုံးမှာတော့ပန်းလေးတွေစပွင့်လာပြီးဇီးသီးပန်းလေးမင်းရဲ့အသီးတွေကိုပြတယ်။မြန်လေးအသီးသီးစံပန်းလေးတွေဟာမနေသာတော့ပဲလုံးဝနဲ့အသီးလေးတွေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အစာပိုင်းမှာအစိမ်းရောင်ရှိပေမဲ့တဖြည်းဖြည်းနဲ့အနီရောင်ကိုပြောင်းသွားပြီးတပင်လုံးမှာအရသာရှိတဲ့ဇီးသီးတွေကိုဝေစားနေတော့တာပေါ့။ကနန်းမလေးဟာဇီးသီးကိုချက်ချင်းခူးကြည့်ပေမဲ့ဘယ်လုံးမှလက်လန်းမမီခဲ့ပါဘူး။တစ်ပင်ပေါ်တက်ဖို့ကြိုးစားပြန်တော့လဲချက်ချင်းပဲပြုတ်ကျလာခဲ့ပါတယ်။အပင်ပန်းခံဆိုင်ပြုတ်ခဲ့သမျှအသီးတွေအများကြီးတီးနေပေမဲ့တလုံးမှမစားခဲ့ရတဲ့အတွက်သူစိတ်ပြတ်နေတော့မှပဲညောက်ကပြန်ရောက်လာခဲ့ပါတယ်။ဟိုအရသာရှိတဲ့ဇီးသီးတွေအများကြီးပါလား။ညောက်ဟာအရန်ကိုမနာလို့ဖြစ်သွားပြီးကနန်းမလေးကိုပြောလိုက်ပါတယ်။ငါတစ်ပင်မော်တက်ပြီးမင်းအတွက်ဇီးသီးတွေခူးပေးမယ်လေကျေးဇူးတင်လိုက်တာဒါဆိုတက်ပေးပါအောင်ညောင်ဟာတစ်ပင်မော်လင်းမြန်သာတွတ်သွားပြီးအမဲဆုံးအသီးတွေကိုရွေးခူးကသူ့ဘာသာသူစားနေပါတော့တယ်ကနန်းမလေးကအောက်ကနေစောင့်နေပေမဲ့မြောက်ကတော့အကုန်လုံးကိုတယောက်တည်းစားနေတာပေါ့အိုးမစ္စတာမြောက်ကျမအတွက်လည်းအောက်ကိုပြစ်ချပေးပါအောင်မြန်လေးလုပ်ပေးပါနော်ဒါပေမဲ့မြောက်ကတော့အကုန်လုံးကိုတယောက်တည်းတိမ်ကျုံစားဖို့ကြံစီထားတာပါပါဇက်ပိတ်ထားသန်းဆိုပြီးမြောက်ကမမဲ့သေးပဲမဟာကျော်နေတဲ့အစိမ်းအောင်တစ်တီးတစ်လုံးနဲ့ကနန်းမလေးကိုပြစ်ပေါက်လိုက်ပါတော့တယ်ကနန်းမလေးဟာအခွန်အကွဲသွားပြီးသတိလက်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲကနန်းမလေးမွေးဖွားခံပြီးဖြစ်နေတဲ့ကနန်းပေါက်စားလေးတွေဟာရုတ်တရက်မွေးဖွားလာကြပါတယ်သူတို့ရဲ့အမေသတိလက်နေတာကိုတွေ့တော့ကနန်းလေးတွေကအရန်တောင်လို့သွားကြတာပေါ့ကနန်းလေးတွေစူပေါင်းပြီးသူတို့အမေကိုကြောပေါ်တင်ကအိမ်ကိုပြန်တယ်သွားကြပါတယ်တစ်ဖက်မှာတော့မြောက်ဟာကြံရှိနေတဲ့ဇီးသီးတွေကိုတိမ့်ကြုံယူပြီးသူ့အိမ်ကိုတည်သွားခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ကနန်းတွေရဲ့တငယ်ချင်းဖြစ်တဲ့ပြားလေးရောက်လာပါတယ်။ဟေးကနန်းမလေးအပြင်ထွက်ခဲ့အောင်လေကစားကြရအောင်လို့ခေါ်ပေမဲ့ဘာအတန်မှပြန်မလာပါဘူး။အဲ့ဒီအစားတရှုံရှုံနဲ့ငိုသက်တန်ကိုသာကြားလိုက်ရပါတယ်။စိတ်ပူသွားတဲ့ပြားကလေးကဒဏ်ရာအပြင်းပြင်းထန်ထန်ရထားတဲ့ကနန်းမလေးအိပ်ရတဲ့မှာဝေဒနာခံစားနေရတာကိုတွေ့လိုက်ရပါတယ်။ဘေးနားမှာကနန်းပေါက်စားလေးတွေလည်းငိုယိုနေကြတာပေါ့။ပြားလေးလန့်သွားပြီးဘာတွေဖြစ်ခဲ့တာလဲဆိုအပြေးအလွှာမေးလိုက်ပါတယ်။ကနန်းမလေးကမနေ့ကဖြစ်ပျက်ခဲ့တာတွေကိုအကုန်ပြောပြလိုက်တဲ့အခါပြားလေးဟာအယံကိုဒေါသထွက်သွားခဲ့ပါတယ်။အဲဒီမဟုတ်ကမြောက်ဘလို့တောင်ဒီလိုကိစ္စမျိုးလုပ်ဝင်ရတာလေ။သူ့ကငါသင်ခန်းစာပေးရမယ်။လာသွားကြမယ်ဆိုပြီးတော့ပြားလေးကဥဆောင်ကမြောက်အိမ်စီကိုခြိတက်ကြပါတော့တယ်။ကနန်းပေါက်စားလေးတွေကလည်းနောက်ကနေလိုက်သွားကြတာပေါ့။လမ်းမှာတဲ့အသီးနဲ့တလုံးနဲ့ဆုံပါတယ်။ဟေးအားလုံးဘယ်သွားကြမလို့လဲလို့မေးတဲ့အခါပြားလေးကအချိန်တွေကိုရှင်းပြလိုက်ပါတယ်တကယ်ကိုစိုးရတာပဲလို့တဲ့အဲ့ဒီကဒေါသတကြီးနဲ့အခွက်ထဲမှာပါဝင်လာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ငဲဥဆောင်ကြီးနဲ့ဆုံပြန်ပါတယ်အားလုံးဘယ်ကိုချီတက်နေကြတာလဲပြားလေးကထပ်မံရှင်းပြလိုက်တော့ငဲဥဆောင်ကြီးရဲ့မျက်နှာကြီးဟာဒေါသကြောင့်หนีရဲလာခဲ့ပြီးငါလဲကူညီမယ်ငါတို့အားလုံးပေါင်းပြီးမြောက်ကိုအပြစ်ပေးကြတာပေါ့အခုဆိုရင်ငရုတ်စုံကြီးလည်းပါလာပြီပေါ့ဆက်သွားရင်းနဲ့နွားချေးပုံနဲ့ဆုံပြန်ပါတယ်အားလုံးပဲသွားမလို့လဲလို့သူကမေးတော့အကြောင်းဆုံးတီးသွားတဲ့နွားချေးပုံကလည်းစိတ်ဆိုးမှန်လို့နဲ့ငါလည်းကူညီပေးရသေးဆိုပြီးအဖွဲထဲဝင်လာပါတယ်သူတို့အားလုံးမြောက်အိမ်ကိုရောက်သွားကြပေမဲ့မြောက်ကအိမ်မှာမရှိပါဘူးဒါနဲ့ပြားတဲ့အသည့်ငရုတ်စုံတော်ချေးပုံနဲ့က
ကနန်းလေးတွေဟာတိုင်ပင်ပြီး view ဟာတစ်ခုကိုချလိုက်ကြပါတယ်ကဲမြောက်ပြန်မလာခင်အားလုံးကိုယ့်နေရာကိုသွားပုံးနေကြတော့သူတို့အားလုံးသဘောတူထားတဲ့နေရာအသီးသီးမှာသွားပုံးနေကြပါတယ်ဒါကိုဘာမှမသိတဲ့မြောက်ကတော့အိမ်ပြန်ရောက်လာပြီးမီးဖို့ကအေးအေးဆေးဆေးအနားယူနေတာပေါ့မီးတွေရဲရဲတောက်လာတဲ့အချိန်မှာပဲပြားတွေထဲမှာပုံးနေတဲ့တစ်အဒီကဘုံဆိုထွက်လာပြီးမြောက်ရဲ့မျက်နှာကိုပြုတ်ပေါက်လိုက်တာပဲမြောက်ဟာအယမ်းပူပြီးနာကျင်သွားတာကြောင့်မျက်နှာကိုရေနဲ့ဆေးဖို့ရေအိုးစီအပြေးလွှာသွားပြီးအိုးအဖုံးကိုဖွင့်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအဖုံးအောက်မှာပုံးနေတဲ့ပြားလေးကပြန်ထွက်လာပြီးမြောက်မျက်နှာကိုအားရပါရတောက်လိုက်ပါတော့တယ်မြောက်ဟာနာလုံးလို့တကားစီကိုအတင်းပြေးသွားတဲ့အခါမှာတကားဝမှာစောင့်နေတဲ့နွားချေးပုံကိုတက်နေမိပြီးမောက်ရက်ကြီးလဲကျသွားတာပေါ့အဲ့ဒီအချိန်မှာပဲအိမ်ခေါင်မိုးပေါ်မှာစောင့်နေတဲ့ငရုတ်ဆောင်ကြီးကလည်းလဲကျနေတဲ့မြောက်ရဲ့ကြောဖို့ကိုဖိချလိုက်ပါတော့တယ်မြောက်ဟာမျက်စိတွေပျော်ဝေသွားပြီးတကောလုံးနာကျင်နေတဲ့အချိန်မှာကဏ္ဍပေါက်သားလေးတွေကသူတို့ရဲ့ကက်ကြီးလေးတွေနဲ့မြောက်ကိုနေရအနှံ့လိုက်ညက်ကြပါတော့တယ်မင်းတို့တွေဘယ်သူတွေလဲမြောက်ရဲ့ကြောပေါ်မှာဖိထားတဲ့ငရုတ်ဆောင်ကြီးကကဏ္ဍမလေးအပေါ်မင်းလောက်ခဲ့တဲ့ရုံမာမှုတွေကိုပြန်စင်စားသမ်းလို့ပြောလိုက်ပါတယ်ဟာတောင်းပန်ပါတယ်လို့မြောက်ကအော်ဟစ်တောင်းပန်နေတာပေါ့ပြားလေးကလည်းမြောက်ရဲ့မျက်နှာရှိမှပြန်ဝဲဟေ့မြောက်မျက်နှာတော့မင်းနောက်ဒီလိုမကောင်းတာတွေမလုပ်တော့ဘူးလို့ကြိမ်ဆိုမလားလို့မေးလိုက်ပါတယ်ကျွန်တော်ကြိမ်ဆိုပါတယ်မလုပ်တော့ပါဘူးမြောက်ဟာပြားလေးနဲ့အပေါင်းပါတွေရဲ့အဆောက်အအုံနဲ့ဒဏ်ရာရနေတဲ့ကဏ္ဍမလေးစီသွားပြီးကဏ္ဍမလေးကျွန်တော်ကိုခွင့်လွှတ်ပေးပါလို့တောင်းပန်ခဲ့ပါတယ်မြောက်ကနောင်တရပြီးတောင်းပန်တဲ့အတွက်ကဏ္ဍမလေးကလည်းခွင့်လွှတ်ပေးလိုက်ပါတယ်ပြီးတော့သူ့ကိုကူညီခဲ့တဲ့ပြားတဲ့အသည့်ငရုတ်ဆောင်တဲ့နွားချေးပုံတို့ကိုလည်းကျေးဇူးတင်စကားပြောခဲ့တာပေါ့အားလုံးကိုကျေးဇူးတင်ပါတယ်အချိန်နဲ့ငယ်ကြာပြီးတဲ့နောက်မှာတော့ကဏ္ဍမလေးဟာဒဏ်ရာတွေပျောက်ကင်းသွားပြီးသားသမီးလေးတွေနဲ့အတူပျော်ရွှင်ခဲ့ရပါတယ်နောက်တစ်ကြိမ်ဇီးသီးတွေထပ်သီးတဲ့အခါမှာတော့ကဏ္ဍတွေနဲ့မြောက်ဟာအတူတကောပူပေါင်းပြီးအသီးတွေကိုခူးစွတ်ခါပျော်ပျော်ပါးပါးခွဲဝေစားတောက်ကြပါတော့တယ်ကဲဒီနေ့ရဲ့ပုံမြင်လေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီပုံမြင်လေးကိုသဘောကျတယ်ဆိုရင် like လေးနှိပ်ခဲ့ဖို့မမေ့နဲ့အောင်နော်တသားမမီတို့နောက်ထပ်ဘယ်လိုပုံမြင်လေးတွေနားထောင်ချင်လဲဆိုတော့ကိုလည်း comment မှာရေးခဲ့လို့ရပါတယ်ကျွန်တော်တို့ရဲ့ပုံမြင်ဥယျာဉ်လေးကနေအပတ်စဉ်ပုံမြင်အသစ်လေးတွေတင်ပေးနေတာမို့လို့အခုပဲ subscribe လုပ်ထားပြီးမိသားစုဝင်အဖြစ်ပါဝင်လိုက်ရအောင်နောက်အပတ်မှာဘယ်လိုပုံမြင်အသစ်လေးတွေနဲ့ပြန်လာမလဲဆိုတာစောင့်မျှော်ကြည့်ရှုပေးပါအောင်အားလုံးပဲပျော်ရွှင်စရာနေ့လေးဖြစ်ပါစေ။